Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Faker ပါကျွန်တော်ဒီနေ့ Magic Wheel မှာ discount လာတော့နေ Magic ကိုစုမှာဖြစ်ပါတယ် Yeah boy ကျွန်တော်မှာအခုလက်ရှိ Crystal Oro က3600ရှိတယ်3600ဆိုရင်80လောက်ရမယ်ဗျဒါပေမဲ့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့သလိုပဲကံကောင်းရင်ကောင်းတယ်လို့10လုံးလည်းရနိုင်တယ်15လုံးလည်းရနိုင်တယ်ကံဆိုးရင်တော့တစ်လုံးမှမရဘူးပေါ့ဗျာကဲအဲ့တော့ COE 3600နဲ့ကိုဘယ်လောက်ရမလဲပထမဆုံး fight draw let's go အားရလုံးမမရဘူးပြီးပါပေါ့နောက်တော့ fight draw တစ်စက်အားရလုံးမမရပြန်ဘလို့ကြီးတော့ငါလုံးငါလုံးငါလုံးနောက်ထပ်9ချိန်ဗျာငါလုံးပထမဆုံးတစ်ချိန်ကတော့ကံမကောင်းသွားဘူးပေါ့နော်တစ်လုံးမှမရလိုက်ဘူး10လုံးစိုးမစိုးအဲ့လောက်လေး10လုံးပဲnice ကွာ nice လို့လေ10လုံးလေးပဲမြင်နေတယ်10လုံးလေးပဲမြင်နေတယ်5လုံးနောက်ထပ်5ချိန်10လုံးရှယ်ပဲကွာရှယ်ပဲအဲ့လို10လုံးလေးပဲမြင်နေတယ်ကွာရတော့ပြီးတော့ဦးတော်ကြီးတယ်မွန်တော့ဒါလို့10လုံးနောက်ထပ်5ချိန်တွက်ချီလေးကတော့ကိုက်နေပြီ5လုံးပြီးတော့နောက်ထပ်5ချိန်ဗျ5လုံးကဲနောက်ဆုံး5ချိန်10လုံးအဲ့တော့ကျွန်တော်တွက်ထားတာကကျွန်တော်က80လို့ရမယ်လို့တွက်ထားတယ်ကျွန်တော်မှာစလှည့်တုန်းက10လုံးရှိရင်အဲ့တော့90ဗျာ105လုံးရတယ်ဆိုတော့15လုံးပို့ရတယ်ဗျာ promo diamond လေးနဲ့ဖြုံးနိုင်မှာဗျာတလက်စားတယ် promo diamond လေးဖြုံးလိုက်တာပေါ့ကျွန်တော်စားတော့ဒီ promo diamond လေးနဲ့ဒါ record လှည့်မယ်ပေါ့ဟို record ကမပါဘူးဖြစ်နေဆိုတော့ဒီမှာပဲလှည့်လိုက်တော့အချောင်းနဲ့50ပြီးပါကောနောက်တစ်ချိန်haha emo 50haha emo ပဲ50
ပြေးပြီးကတ်ကြီးဘာလို့ရမှာလဲလို့ ချောင်းစကင်တွေပဲပေါက်နေနော်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် This spot warm for ya? နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲဘိုင်ဘိုင်